မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့ဒီဇယ်စီကိုဘယ်လိုထုတ်လုပ်တယ်လဲဆိုတာကိုလေ့လာကြည့်ကြပါမယ်။ဒီဇယ်ရဲ့အခြေခံဟာမြေအောက်ကနေထွက်ရှိတဲ့ရေနံစိမ်းပဲဖြစ်ပါတယ်။ရေနံစိမ်းဟာတန်ပေါင်းများစွာသောနှစ်တွေကတည်းကဖြစ်တည်လာတာပါ။ဒီရေနံစိမ်းတွေကိုပိုက်လိုင်းတွေဒါမှမဟုတ်သင်္ဘောတွေနဲ့ရေနံချက်စက်ရုံတွေကိုလုံခြုံစွာပို့ဆောင်ပေးရပါတယ်။ရေနံချက်စက်ရုံမှာတော့ဒီရေနံစိမ်းတွေကိုအသုံးဝင်တဲ့လောင်စာဆီတွေဖြစ်လာအောင်ပြုပြင်ပြောင်းလဲပေးပါတယ်။ရေနံစိမ်းကိုပေါင်းခံစင်ညစ်လို့ခေါ်တဲ့မျှော်စင်ကြီးတွေထဲမှာအပူပေးပြီးအဆင့်ဆင့်ခွဲထုတ်ပါတယ်။အပူချိန်400ဒီဂရီစင်တီဂရိတ်အထိပြင်းပြင်းထန်ထန်အပူပေးလိုက်တဲ့အခါရေနံစိမ်းတွေဟာအငွေ့ပြန်သွားပါတယ်။ဒီအငွေ့တွေဟာမျှော်စင်ထဲမှာအထက်ကိုပြန့်တက်သွားပြီးအပူချိန်အလိုက်မတူညီတဲ့အပိုင်းတွေအဖြစ်ခွဲထွက်သွားပါတယ်။မတူညီတဲ့အမြင့်တွေမှာအပူချိန်လျော့ကျသွားပြီးအငွေ့တွေဟာကယ်လီအေးခဲကအရည်ပြန်ဖြစ်လာပါတယ်။ဒီဇယ်ဟာအလယ်အလတ်အပူချိန်200ကနေ305ဆက်ဒီဂရီဝန်းကျင်မှာရရှိတဲ့အပိုင်းအစားဖြစ်ပါတယ်။ဒါပေမဲ့ဒီအတိုင်းတန်းသုံးလို့မရသေးပါဘူး။ပါဝင်နေတဲ့ဆာလဖာဆိုဖိုတွေကိုဖယ်ရှားဖို့လိုအပ်ပါတယ်။နည်းပညာမြင့်စက်တရိယာတွေနဲ့ဆာလဖာတွေကိုဖယ်ထုတ်ပြီးပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းအောင်ပြုလုပ်ပါတယ်။အင်ဂျင်ဆွဲဆောင်ရည်ကောင်းဖို့အတွက်အခြားလိုအပ်တဲ့ဓာတုပစ္စည်းတွေကိုလည်းအချိုးကျရောစပ်ပါတယ်။နောက်ဆုံးမှာတော့သတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေနဲ့အညီအရည်အသွေးရမရဘူးတေချာစစ်ဆေးပါတယ်။အဆင့်ဆက်စစ်ဆေးပြီးတဲ့ဒီဇယ်စီတွေကိုတော့တနိုင်ငံလုံးကစီဆိုင်တွေကိုစနစ်တကျဖြန့်ဖြူးရောင်းချပါတယ်။အခုဆိုရင်ဒီဇယ်ကိုဘယ်လိုထုတ်လုပ်တယ်လဲဆိုတာကိုသိသွားပြီလို့မျှော်လင့်ပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။